အရင်ဆုံးဝယ်လာတဲ့ငါးကိုလိုအလဲကမပြတ်အောင်တစ်ချမ်းခွဲပြီးရင်စားလေးနဲ့ပုတ်ထားပကံများတဲ့ကိုချင်းချက်သွန်မြူထည့်ပြီးငါးကိုဒီလိုပုံစံအတိုင်းထားပြီးတော့အပေါ်ကလည်းချင်းချက်သွန်ဖြူပြီးမျိုးကောင်ချက်သွန်မိတ်ထည့်ပြီးတော့ခဏလောက်နှက်ထားလိုက်မော်လာဦးနေရဲ့ငရုတ်ဘွားရဲ့ပပလေးပြီးရေစိမ်ထားလိုက်ပါပြီးရင်နွေးတင်ပြီးတော့ရင်နွေးဆူလာပြီးလို့ရှိရင်မီးခဏလျှော့ပြီးတော့ငါးကိုထည့်လိုက်ပေါ့နော်ငါ့ကို9မိနစ်10မိနစ်လောက်ပေါင်းပြီးပြီဆိုလို့ရှိရင်အပေါ်ကစာပလာတွေထည့်ထုတ်လိုက်ပေါ့နော်ပြီးရင်ငါးရဲ့ထွက်လာတဲ့အရင်လေးကိုတုံးလိုက်ပါပြီးရင်နေစိမ်ထားတဲ့ဒီဘက်တွေကိုပေါ်တင်လိုက်တယ်ပြီးရင်တော့ချက်သွန်လေးပြီးပါထည့်လိုက်တော့ဒါကတော့ချင်းချက်သွန်လေးလေးထားတာကိုစီထည့်စီပဲကြရဲ့ချင်းခရီးကြီးချုံလို့စားတခြားရေလေးနည်းနည်းထည့်ယူတင်ရတာပေါ့နော်ဆူလာပြီးဆိုရင်အသေးပဲတွေဖယ်ပြီးတော့အရေးသေးတန်မဲ့ငါးအပေါ်ကိုစမ်းမိလိုက်ပါပြီးလို့ရှိရင်စီဘူးလေးနည်းနည်းချက်ပြီးတော့လောင်းမိလိုက်ပါနော်ဒီမှာတော့နှမ်းစီလေးသုံးလာပါပဲအခုဆိုရင်ချူချူလေးနဲ့စားလို့ကောင်းတဲ့ငါးရပြီနော်ဒီငါးကလေအယိုးနဲ့တဲ့ငါးကိုသုံးလာတာဆိုတော့အတွက်လေကလေးတွေလည်းစားလို့တင်တော်တယ်နော်